ဇလန်းရဲ့အစမှာတော့အင်းရှိမှာအရက်တောက်ပြီးတော့မျက်ရည်တွေကျကဓာတ်ပုံတွေစာတွေလက်ဆောင်တွေကိုမီးပုံရှိုးနေတဲ့သူ့ကိုတငယ်ချင်းဖြစ်သူကဘာဖြစ်လို့ဖြည့်ဆည်းနေတာလဲလို့မေးလိုက်ပါတယ်သူကလည်းဖြည့်ဆည်းပြဖို့လိုလို့ပေါ့ကွာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဆက်ပြီးတော့ဖြစ်နိုင်ရင်သူမပြောခဲ့တဲ့ကလေးတွေမွေးမယ်မိသားစုဘဝတစ်ခုတည်ဆောက်မယ်ဆိုတဲ့စကားလေးကိုလည်းဖြည့်ဆည်းပြချင်တယ်လို့တငယ်ချင်းကိုပြောကရေဖွင့်နေပါတယ်တငယ်ချင်းဖြစ်သူကလည်းအခုကမိန်းကလေးတွေကဒီလိုပါပဲကွာဆိုပြီးတော့နှစ်သိမ့်နေပါတယ်သူကတော့လက်မခံပဲငါတို့ယောက်ျားလေးတွေကမိန်းမလားလေးတွေမြင်ရင်မနေနိုင်ပဲနဲ့တရေကြပြီးတော့ဘဝပါပြတ်တဲ့အထိချစ်တတ်ကြတယ်ဒါကြောင့်အခုကစပြီးတော့ချစ်တယ်ဆိုတာကိုအကုန်ထုတ်မပြတော့ပဲနှလုံးသားကလည်းကွန်ထရိုးလုံးနိုင်အောင်နေရမယ်ဆိုပြီးတော့တငယ်ချင်းကိုလက်ဆွဲကကျုံးသွားလိုက်ပါတယ်သူ့နာမည်ကိုတော့ဘာရုံလို့ခေါ်ပါတယ်အသေးကွဲပြီးတဲ့နောက်ပိုင်းမှာသူ့ပုံစံကခက်ချောင်ချောင်ပုံစံဖြစ်လာပါတယ်အဲဒါကြောင့်သူ့ကိုမသိတဲ့သူတွေကအယူလိုထင်ကောင်းထင်နေကြတာတွေလည်းရှိပါတယ်အခုလေသူရောက်လာလို့သူစားတော့ဆိုင်ကဝန်ထမ်းတွေလည်းပြာခတ်နေပါတယ်သူ့မှာအကြီးမားဆုံးဆန္ဒတစ်ခုရှိပါတယ်အဲဒါကတော့မင်္ဂလာဆောင်မယ်ကလေးတွေမွေးပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝတစ်ခုတည်ဆောက်မယ်ဆိုတာပါပဲဆိုင်ကဝန်ထမ်းတွေကိုအယောင်ရာခိုင်နှုန်း89ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းကိုကျသွားလို့အကုန်လုံးကိုအလုပ်ထုတ်ပြမယ်လို့တတိပေးနေတာဖြစ်ပါတယ်ဒီဖို့ကြောင့်ကိုလည်းစစ်မြေပြင်တစ်ခုလိုသဘောထားပြီးတိုက်ရမယ်လို့ပြောနေတော့တငယ်ချင်းဖြစ်သူကမင်းကမိပါမယ်လေမင်းမကအဒီအလုပ်ပဲရှိတာသူတို့မှာကချစ်သူကြီးသားမိသားစုကိစ္စတွေဆိုတာလည်းရှိသေးတယ်အဲဒါကြောင့်ဒီလုပ်ကိုသူတို့ကိုယ်ပိုင်လုပ်လို့ဘယ်လိုလုပ်ပြီးသဘောထားနိုင်မှာလဲသူတို့အတွက်တော့ဒါဟာအလုပ်တက်ပဲလို့ရှင်းပြလိုက်ပါတယ်ပြီးတော့မင်းတို့ငါတစ်ခုစီစဉ်ပေးထားတယ်မင်းလက်ထပ်ဖို့အတွက်ကောင်မလေးတွေနဲ့တွားတွေ့လိုက်အောင်လို့ထပ်ပြောလိုက်ပါတယ်အဲဒါကြောင့်ဘာယုံတယောက်နောက်နေ့မှာတငယ်ချင်းချိတ်ပေးထားတဲ့ကောင်မလေးတွေနဲ့တွားတွေ့ခဲ့ပါတယ်ဇယ်ပေါင်းစုံခံယူချက်ပေါင်းစုံနဲ့ကောင်မလေးတွေကိုသူတွေ့ပြီးတဲ့နောက်မှာတော့တယောက်နဲ့မှအဆင်မပြေတာကြောင့်နောက်နေ့မှာတော့တငယ်ချင်းကိုအဆင်မပြေတဲ့အကြောင်းတွေပြောပြပြီးတော့နောက်တစ်ခါမရှာပေးနဲ့တော့သူနဲ့ဖူးစာဆောင်ကြီးနဲ့ကောင်မလေးကတနေ့တော့သူ့လိုရောက်လာမှာပဲလို့ပြောလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ဘာယုံတယောက်သူ့စီစဉ်တဲ့သူမမကြီးတယောက်ကိုလာတွေ့ခဲ့ပါတယ်သူ့နာမည်ကိုတော့အန်ဂျလီလို့ခေါ်ပါတယ်အဲ့ဒီမမကြီးကသူ့ကိုကိုမင်္ဂလာဆောင်အတွက်ကိုယ်တိုင်စီစဉ်နေတာကိုယောက်ျားလေးတယောက်ကလှုပ်တယ်ဆိုတာအံ့ဩနေတယ်လို့ပြောလိုက်တော့သူကကျွန်တော်မိဘတွေရှိရင်တော့သူတို့စီစဉ်မှာပေါ့ဗျာလို့ပြန်ပြောလိုက်ပါတယ်မမကြီးကလည်းရှင်းမိဘတွေကဘယ်သွားနေလို့လဲလို့မေးလိုက်ပါတယ်ဘာတော့ကလည်းသူတို့ကကျွန်တော်ငယ်လေးတဲကဆုံးသွားတာပါလို့ပြန်ဖြေလိုက်ပါတယ်ဆက်ပြီးတော့အဲ့ဒီမမကြီးကသူ့ကိုရှင်ကဘာလို့အရင်လက်ထပ်ချင်နေတာလဲလို့မေးလိုက်ပါတယ်သူကလည်းငယ်လေးကမိဘမယ်ဖြစ်ခဲ့ရလို့အထီးကျန်ခဲ့တာကြောင့်မိမယူကလေးတွေမွေးပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝလေးတိဆောက်ခြင်းလို့ပါလို့ဖြေလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်တယောက်ကိုတယောက်စကားတွေပြောရင်အတိုင်ဖောင်းကြီးကပထမဆုံးတွေ့တဲ့နေ့မှာပဲအတော်လေးရင်းနှီးသွားခဲ့ကြပါတယ်နောက်နေ့မှာတော့သူမကဘာတော့စားတော့ဆိုင်ကိုလည်းလာလေခဲ့ပါတယ်ဘာတော့ကသူ့ဆိုင်ကအစားအစာတွေနဲ့သူမကိုအခန့်ကျွေးမွေးပါတယ်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အပေးယူတဲ့ကမြင်မြန်ဆန်ဆန်ပဲလက်ထပ်လိုက်ကြပါတယ်အဲ့လိုလက်ထပ်ပြီးတဲ့နောက်ပိုင်းမှာတော့ကလေးယူဖို့အတွက်ဆေးရုံတစ်ခုမှသွားပြီးတော့စစ်ဆေးခဲ့ပါတယ်ဘာတော့နဲ့မျိုးဟာအောင်မြင်မဲ့သူမကတော့တိမ်မှာအလုံးတယ်နေတာကြောင့်သဘောအနီးလဲတိုင်းဘယ်တော့မှကလေးမရနိုင်ဘူးလို့ဆီယာမကရှင်းပြပါတယ်အဲ့ဒီအချိန်မှာတော့သူမလည်းသူတို့နှစ်ယောက်လက်မထပ်ခင်ကဘာတော့ပြောခဲ့ဘူးတဲ့ကလေးတွေမွေးပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝတွေကိုတိဆောက်မယ်ဆိုတဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်တော့တာကြောင့်ဝမ်းနည်းနေခဲ့ပါတယ်ပြီးတော့လည်းသူမရဲ့မိသားစုဝင်တွေနဲ့ပတ်ဝန်းကျင်ကသူမကိုအမြုံမလို့ခေါ်ကြတော့မယ်လို့ပြောလာတော့ဘာတော့ကမင်းအဲ့လိုအပြောခံရမှာကိုစိတ်ပူနေတယ်ဆိုရင်မိသားစုကိုပြောလိုက်ကလေးမရနိုင်တာကငါရဲ့ချိုးဝင်းချက်ကြောက်ဆိုပြီးတော့ပြောကအန်ဂျလီကိုဖတ်ပြီးတော့နှစ်သိမ့်လိုက်ပါတယ်အဲ့လိုနဲ့နောက်ရက်မှာတော့ဘာတော့တယောက်ဆက်လက်တောင်းရင်မှန်တဲ့ကိုကြည့်ကမင်းမမိပါလည်းမရှိတော့ဘူးအခုလဲကလေးမရနိုင်ဘူးဆိုပြီးတော့ပါဇက်ကနေပြောကမျက်ရည်တွေကျနေခဲ့ပါတယ်အဲ့ဒါကိုမြင်သွားတဲ့မိမဖြစ်သူအန်ဂျလီကလည်းစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့အန်ဂျလီတယောက်ဆေးရုံတစ်ခုကအငှားကိုဝင်ဆောင်ခြင်းဆိုင်ရာဟောပြောပွဲတစ်ခုကိုတက်ရောက်နားထောင်နေပါတယ်အငှားကိုဝင်ဆောင်ခြင်းဆိုတာကမိမဖြစ်သူရဲ့မမျိုးဦးနဲ့ယောက်ျားဖြစ်သူရဲ့တုပ်ဘိုးကိုအခြားမိမတယောက်ရဲ့တိမ်ထဲကိုထည့်ပြီးတော့ကိုဝင်ဆောင်ခိုင်းခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်တခြားသူကကိုဝင်ဆောင်ပေးရတယ်ဆိုပေမဲ့မွေးလာတဲ့ကလေးကတော့ကိုယ့်ရဲ့တွေးသားပါပဲသူမလည်းအဲ့ဒါကိုနားထောင်ပြီးတော့အရန်ကိုသဘောကျနေခဲ့ပါတယ်ပြီးရနောက်တော့အဲ့ဒီဆေးရုံကဆီယာမနဲ့စကားပြောနေခဲ့ပါတယ်သူမကဆီယာမကိုမြင်တော့အရန်ရင်းနှီးနေတယ်လို့ခံစားရပြီးတော့ညီမတယောက်လိုပဲလို့ပြောကဖတ်လိုက်ပါတယ်ဆေးရုံနဲ့ဆီယာမနဲ့စကားပြောပြီးထွက်လာတဲ့အန်ဂျလီကဘာတော့ကိုနမ်းပြီးတော့ကားပေါ်ကိုတက်လိုက်ပါတယ်အဲ့ဒီအချိန်မှာဆီယာမကသူတို့ကိုမြင်လိုက်ပြီးတော့တခုခုသတိရကဝမ်းနေသွားတယ်လို့ဖြစ်သွားပါတယ်ပြီးရနောက်မှာတော့ဘာတော့တငယ်ချင်းတယောက်လက်ဖက်ရည်တောင်းရင်စကားပြောနေကြပါတယ်အဲ့ဒီအချိန်အန်ဂျလီရောက်လာပြီးတော့သူမဆေးရုံတစ်ခုမှာ2လလောက်ကိုဝင်ငားဆောင်မှုကိစ္စအတွက်လေးလာနေခဲ့ပြီးတော့မနေ့ကတော့တွေ့ရှိခဲ့တဲ့အကြောင်းပြောပြတော့ဘာတော့ကလည်းစကားကိုဖျက်ပြီးတော့ဆီယာမနာမည်ဒေါက်တာယာကမလားအိုင်ဖွေရဲ့အထူးကုသူမိမဘာလုပ်နေတယ်ဆိုတာကိုသူအကုန်သိတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အန်ဂျလီလည်းရှင်းသိပြီးသားဆိုတော့ကျွန်မဆက်ပြောမယ်ဆိုပြီးတော့ရှင်းပြလိုက်ပါတယ်အဲ့ဒီဆီယာမရဲ့ဆက်သွယ်ပေးမှုကြောင့်ကိုဝင်ငားဆောင်ပေးမဲ့လူတွေနဲ့စကားပြောကြည့်ခဲ့ပေမဲ့တယောက်နဲ့မှအဆင်မပြေခဲ့တဲ့အကြောင်းအဲ့ဒါကြောင့်ဆီယာမနဲ့သူမနဲ့ကလည်းညီမတွေလိုရင်းနှီးသွားခဲ့တာကြောင့်ဆီယာမကသူမအတွက်အငှားကိုဝင်ဆောင်ပေးမယ်လို့ပြောလာတယ်လို့ယောက်ျားဖြစ်သူဘာတော့ကိုပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့တခုခုတီးထားကြတဲ့ဘာတော့နဲ့သူငယ်ချင်းတို့လည်းတယောက်ကိုတယောက်ကြည့်လိုက်ကြပါတယ်ဆက်ပြီးတော့ဘာတော့ငယ်ချင်းကအဲ့ဒီဆီယာမရဲ့ဓာတ်ပုံကြီးပြပါလို့တောင်းယူလိုက်ပါတယ်အန်ဂျလီကလည်းဖုန်းထဲကနေသူမရဲ့ဓာတ်ပုံကိုငယ်ချင်းကိုပြလိုက်ပါတယ်ဘာတော့ကလည်းတိတိကြီးနဲ့သူလည်းယူကြည့်ကတစ်ချက်ပြုံးလိုက်ပြီးတော့အဲ့ဒီကိစ္စကိုလက်ခံမခံညနေကျရင်ဖြစ်ပြီးမယ်လို့သူမိမကိုပြောလိုက်ကထွက်သွားခဲ့ပါတယ်သူထွက်သွားတော့နောက်ကနေသူငယ်ချင်းဖြစ်သူကလိုက်လာကသူ့ကိုမင်းမရဲ့ဆီယာမကမင်းအရင်ရီးစားအောင်ဖြစ်နေတယ်ဆိုတာကိုတိတိကြီးနဲ့ဘာလို့မပြောတာလဲလို့မေးလိုက်ပါတယ်ဘာတော့ကလည်းတငယ်ချင်းဖြစ်သူကိုမင်းကအဲ့ဒီကိစ္စကိုအံ့ဩနေတာလားငါကတော့အဲ့လိုမဟုတ်ဘူးငါမိမကကလေးမရနိုင်လို့ရီးစားဟောင်းကကိုဝင်ဆောင်ပေးမယ်တဲ့ပြီးတော့လေသူကငါရီးစားဟောင်းမှန်ငါမိမကလည်းမသိဘူးငါကတော့အဲ့ဒီကိစ္စကိုခေါင်းကိုက်နေပြီလို့ပြန်ပြောလိုက်ပါတယ်ပြီးတဲ့နောက်တော့ဘာတော့ကတငယ်ချင်းကိုငါမိမကိုအိမ်ပြန်လိုက်ဖို့ပေးလိုက်ကွာလို့ပြောပြီးတော့တနေရာကိုကားနဲ့ထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဇဒန်လေးကအတိတ်ကိုခဏပြန်ရောက်သွားခဲ့ပါတယ်တိတ်မှာတော့ဘာတော့တယောက်ခြံတကားကိုကြော်တက်ခါအင်တကိန်ထဲကိုခိုးဝင်ခဲ့ပါတယ်အဲ့ဒီအိမ်ကတော့လက်ရှိဆီယာမဖြစ်နေတဲ့သူ့ရဲ့ချစ်သူဟောင်းဘာကာရဲ့အိမ်ပဲဖြစ်ပါတယ်သူမရဲ့အခန်းထဲမှာ
မှာအင်္ဂါလူတွေမသိအောင်ခိုးတွေးပြီးတော့ချီလူနေကြပါတယ်ပြီးရင်တော့သူ့ရဲ့ဆရာတယောက်ကပြင်သစ်ကိုပြည်နာတော်တင်သွားခွင့်လက်မှတ်ရထားတာကိုဘာလို့မသွားတာလဲလို့ပြောပြီးတော့တနေ့မင်းနောင်တရလိမ့်မယ်လို့တတိပေးနေပါတယ်တန်ငယ်ကြီးဖြစ်သူကတော့သူ့ကိုမင်းဟိုဆုံးမကြောင့်မသွားတာမလားလို့ပြောလိုက်ပါတယ်ပြောရရင်တော့အဲ့ဒီချိန်တုန်းကဘာယွန်းအတွက်ရာဂကအခြေဦးလေးဖြစ်တာကြောင့်ရာဂကိုအယူမှုချစ်ခဲ့တာဖြစ်ပါတယ်။တရားလုံးနဲ့လဲပြီးတော့ကိုချစ်ခဲ့တာပါ။ဘာတော်ကရာဂနဲ့အတူကလေးတွေမွေးပြီးတော့ပျော်ရွှင်စွာမိသားစုဘဝတစ်ခုတည်ဆောက်ဖို့ထိရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့လည်းရာဂအတွက်ကတော့သူ့ကိုအပြောသဘောသာတွဲခဲ့တာဖြစ်ပါတယ်။သူမတန်ငယ်ချင်းတွေရှိမှလည်းသူ့ကိုတန်ငယ်ချင်းလို့သာမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အကြောင်းပြချက်ကတော့သူမအိမ်ကတိသွားမှဆိုးလို့ဖြစ်ပါတယ်။အဲ့တဲ့ဆိုးတာကတညမှာဘာတော်နဲ့သူမရုပ်ရှင်ကြည့်ဖို့ချိန်ထားပေမဲ့သူမကအနာနီးတော့မှသူမကြည့်နိုင်တဲ့အကြောင်းကိုပြောပြပြီးတော့သူ့ကိုတခြားအိမ်ကသဘောတူထားတဲ့ကောင်းလေးတယောက်နဲ့တွားတွေ့ဖို့ရှိလိလို့ပါဆိုပြီးတော့ပြောလာပါတယ်။ဘာတော်ကတော့အဲ့ဒါဆိုရင်ငါတို့ကဘာတွေလဲလို့မေးလိုက်ပါတယ်။သူမကလည်းအရှင်ကကလေးတွေယူပြီးတော့မိသားစုဘဝတစ်ခုတည်ဆောက်ချင်တာမလား။ဒါဆိုရင်တော့အရှင်ပဲမိမယူလိုက်လေလို့ပြောလာပါတယ်။ပြီးတော့သူမကအိမ်အောင်ပြုဖို့ဆန္ဒမရှိဘူးလို့ထပ်ပြောပြန်ပါတယ်။အဲ့ဒီချိန်မှာတော့ဘေးကဘာလို့တငယ်ချင်းကလည်းမနေနိုင်တော့ဘဲနဲ့ဝင်ပြောလိုက်ပါတယ်။ဝင်ပြောချင်တဲ့သဘောတရားကြီးကဘလို့ကြီးလဲ။နှုတ်နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ဘာကြီးလဲဆိုပြီးတော့မေးလိုက်တော့သူမကတောင်းပန်ပါတယ်ဖုန်းလာနေလို့ပါဆိုပြီးထွက်သွားခဲ့ပါတယ်။ဒီเจ้าတွေကတော့ဘာတော်တယောက်ကားပေါ်မှာပြန်တွေးနေခဲ့တာဖြစ်ပါတယ်။ဇလန်းကတော့လက်ရှိဘဝကိုပြန်ရောက်လာခဲ့ပြီးတော့ဘာတော်ကသူမိမကိုငါတို့ကလေးယူလိုက်ရအောင်ဆိုပြီးတော့ပြောကသူ့ရဲ့ရီးစားဟောင်းရာကိုလည်းကိုယ်အငားဆောင်ခိုင်းမဲ့ကိစ္စကိုလက်ခံလိုက်ပါတယ်။သူမိမလည်းအရင်ပြောသွားပြီးတော့သူ့ကိုဖတ်လိုက်ပါတယ်။ဒါကြောင့်နောက်ရက်မှာတော့အန်ဂျလီကဘာကိုရင်ဆောင်နေတဲ့ကာလာအတွင်းမှာသူတို့အိမ်မှာလိုက်နေဖို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာဘာတော်လည်းရှိနေပြီးတော့သူကလည်းလက်ခံတော့ရာဂလည်းဘာတော်ကိုကြည့်လိုက်ခါလိုက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးရနောက်မှာတော့ရာဂအတွက်ကိုရင်ငားဆောင်ဖို့အတွက်လိုအပ်တဲ့ခွဲစိတ်မှုတွေပြုလုပ်လိုက်ကြပါတယ်။သူမရဲ့အိမ်ထဲကိုဘာတော်နဲ့တုပ်ပိုးထည့်နေတဲ့အချိန်မှာတော့အတိတ်ကသူတို့နှစ်ယောက်ရဲ့အတူနေခဲ့တဲ့အကြောင်းတွေကိုပြန်လည်မြင်အောင်နေပါတယ်။အဲ့လိုခွဲစိတ်ပြီးတော့ထွက်လာတဲ့ရီးစားဟောင်းရာဂကိုလက်ရှိမိမဖြစ်သူကဖတ်လိုက်တာကိုဘာတော်တယောက်ကြည့်ပြီးတော့တစ်ချက်ပြုံးလိုက်ပါတယ်။ဒီလိုနဲ့နောက်နေ့မှာတော့ရာဂတယောက်သူတို့အိမ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ဒီတောင်ဖြစ်သူရာဂအိမ်ကိုပြောင်းရွှေ့လာပြီးတော့သုံးပတ်မြောက်တဲ့နေ့မှာတော့သူမကိုဓာတုဆေးတွေပါတဲ့ပစ္စည်းတွေမသုံးဘူးပြောကဂယူးဆိုင်နေပါတယ်။ခုနှစ်ပတ်မြောက်တဲ့နေ့မှာတော့ TV ကြည့်နေတဲ့ဘာရုံကိုရာဂကသူမကိုစိတ်ဆုံးနေတုံးပဲလားဆိုပြီးတော့တောင်းပန်နေပါတယ်။ဘာရုံကလည်းမင်းကကိုစိတ်ဆုံးအောင်လုပ်ခဲ့လို့လားဆိုပြီးတော့မသိကြအောင်ဆောင်ပြီးတော့ပြန်ပြီးလိုက်ပါတယ်။ရာဂကလည်းကျမလုပ်ခဲ့မိတယ်ဆိုပြီးပြောလိုက်တော့ငါတို့လုပ်ခဲ့တာငါတို့သိရင်ပြီးတာပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့မိမဖြစ်သူအန်ဂျလီရောက်လာတော့စကားကပြတ်သွားခဲ့ပါတယ်။ဒီလိုနဲ့3လပြည့်တဲ့နေ့မှာတော့ရာဂစီမှာကိုဝင်လွှဲထားရပြီဆိုတော့တေချာပြီလို့ဆေးရုံကအတီးပြုတ်ခဲ့ပါတယ်။ဒီစားအောင်ရာဂကလည်းဘာတော့ပေါ်သူမရက်ဆက်ခဲ့တာတွေကိုနောင်တရကအပြစ်တစ်ခုလိုခံစားနေရတာကြောင့်သူ့အတွက်အခုတော့သူလိုချင်တဲ့ကလေးကိုမွေးပေးရတော့မှဖြစ်တာကြောင့်ကျဉ်းနေပါတယ်။ပြီးတဲ့နောက်အိမ်ကိုရောက်လာတော့ဘာတော့ကသူ့မိမကိုထိုင်ခိုင်းလိုက်ပြီးတော့ရာဂနဲ့သူအတိတ်မှာအချစ်သူဖြစ်ခဲ့တဲ့အကြောင်းတွေကိုမိမဖြစ်သူကိုပြောပြခဲ့ပါတယ်။အန်ဂျလီလည်းကြားလိုက်ရတဲ့အချိန်မှာတော့ခဏတော့အံ့ဩသွားခဲ့ပြီးတော့အစာကလေးကဘာလို့မပြောခဲ့ရလဲလို့ဘာတော့ကိုမေးလိုက်ပါတယ်။ဘာတော့ကလည်းအဲ့လိုပြောလိုက်လို့ရှိရင်ကလေးအငားကိုဝင်ဆောင်မဲ့ကိစ္စကိုမင်းလက်မခံပါဆိုလို့ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။ဒါဆိုရင်ရှင်ကရီးသားဟောင်းကိုဝင်ဆောင်ခိုင်းပြီးတော့ကျဉ်းနေတာလားလို့မေးလိုက်တော့ဘာတော့ကလည်းတခြားသူတွေကိုဝင်ဆောင်လာတဲ့ပို့ပြီးတော့သူကတင်းတော်မဲ့ထင်လို့ပြန်ဖြေလိုက်ပါတယ်။ဆက်ပြီးတော့အန်ဂျလီကအတိတ်မှာရှင်တို့နှစ်ယောက်ကရောဘယ်ထိနှက်ဆိုင်ခဲ့လဲလို့ထပ်မေးလာတော့ဘာတော့ကအပြောသဘောပါပဲလို့သာပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့လည်းမိမတယောက်နေတဲ့ဒီလိုအခြေအနေမျိုးမှာတော့သူ့ကိုအားလုံးကဝိုင်းလင်ခဲ့ကြတယ်ဆိုပြီးတော့ခံပြင်းဒေါသဖြစ်ကထွက်သွားမယ်လို့တော့ဘာကသူမကိုလန့်ခေါ်လိုက်တော့လက်ထဲမှာကင်ထားတဲ့ရေဘူးနဲ့ကြမ်းမြင်ကိုပစ်ပေါက်လိုက်ပါတယ်။ဗဇက်ကလည်းရာဂကိုနင်းကစကားပြောတတ်တယ်ပေါ့ငါကမပြောတတ်ဘူးထင်နေတာဆိုပြီးအရွက်တိုက်လိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ဘာတော့ကအန်ဂျလီကိုရာဂမှာကိုဝင်ရှိနေတာလေဒီလိုမကြမ်းတမ်းသင့်ဘူးငါသိတယ်ငါမိမကဒီလိုအပြုမှုမျိုးမလုပ်ဘူးလို့ပြောလိုက်ခါလိုပဲဖြစ်ငါတို့အားလုံးကအနည်းဆုံးနောက်6လလောက်ကလေးမွေးပြီးသည့်ထိအတူတူနေရမှာလို့ပြောလိုက်ပါတယ်။ရာဂကိုလည်းငါတို့နှစ်ယောက်အတွက်ကလေးမှုပြီးလို့ငါနဲ့ငါမိမကအမြဲကျေးဇူးတင်နေမှာပါလို့ပြောပြီးထွက်သွားလိုက်ပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့အန်ဂျလီတယောက်သူတို့နှစ်ယောက်ရဲ့ကလေးလေးတွေလှုပ်ထားတဲ့ပို့စကတ်လေးတွေကိုကြည့်ပြီးတော့ငိုနေခဲ့ပါတယ်။ပြီးတော့ဘာတော့ကိုချိန်လိုက်ပါတယ်။သူမကဘာတော့ကိုသဘောကျပေမဲ့တစ္ဆာဖောက်တယ်လို့ခံစားရတာကြောင့်ကွာချင်းကြမယ်လို့ပြောလာပါတယ်။ဘာတော့ကိုလက်မှတ်ထိုးပြီးသားကွာချင်းစာချုပ်ကိုပေးကကလေးကိုတော့သူမကပဲတာဝန်ယူမှာဖြစ်ပြီးတော့ကလေးမပွင့်ခင်အထိလည်းသူတို့3ယောက်အတူတူနေမှာပါလို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဘာတော့ကတော့ဘာမှမပြောဘဲနဲ့စာချုပ်ကိုယူပြီးတော့သာစဉ်းစားနေခဲ့ပါတယ်။နောက်ညတွေမှာလည်းအန်ဂျလီကသူနဲ့တူတူမအိတ်တော့ပဲအဲကန်နဲ့ကဆိုဖာပေါ်မှာသာအိတ်ပါတယ်။ဒါကိုသတိထားမိလာတဲ့ရာဂကလည်းဘာဖြစ်နေကြတာလဲလို့မေးတော့သူကအိတ်ခန်းထဲမှာအဲကုန်းပြက်နေလို့လိန်ပြောလိုက်ပါတယ်။ဒီလိုနဲ့တရက်မှာတော့ဘာတော့ကအန်ဂျလီကရာဂအစားတွေအရင်စားနေလို့တားတဲ့နေလို့ပြောနေပါတယ်။ဘာတော့ကတော့နှစ်ယောက်စားနေရတာဖြစ်လို့စားပါသေးဆိုပြီးတော့အန်ဂျလီကိုပြန်ပြောလိုက်ပါတယ်။အန်ဂျလီကိုရာဂကကလေးကကန်နေဆိုပြီးပြောပြတော့ဘာတော့အန်ဂျလီပါရာဂရဲ့ဘိုက်ကိုလက်နဲ့ဖိကကလေးကန်တန်ကိုစမ်းကြည့်ပြီးတော့ပျော်နေကြပါတယ်။ညဘက်မှာတော့ရာဂကဘာတော့နဲ့သူမစားကြိုက်တော့ကပုံလူကြည့်ပြီးတော့သဘောကျနေတဲ့ချိန်ဘာတော့ကဝင်လာတော့သူ့ကိုပါပြလိုက်ပါတယ်။ဆက်ပြီးတော့ရာဂကဒီပုံလေးရိုက်တဲ့နေ့ကရှင်းနေချက်မှပထမဆုံးနန်းခဲ့ကြတော့မှတ်မိသေးတယ်ဆိုပြီးပြောလိုက်ပါတယ်။ဘာတော့ကတော့ဘာမှမပြောဘဲနဲ့ခဏလောက်စကားမပြောဘဲညီနေရအောင်ဆိုပြီးတော့အိပ်ရပေါ်မှာတူတူထိုင်လိုက်ကြပါတယ်။ပြီးတော့တရားကိုယ်တော်မျက်နှာချင်းနီးကပ်စွာကြည့်နေရင်ဘာတော့ကအန်ဂျလီကိုဝင်လာခဲ့လေဆိုပြီးတော့ပြောလိုက်ပါတယ်။ကိုရကနေခိုးကြည့်နေခဲ့တဲ့အန်ဂျလီကိုဘာတော့ကဒါမင်းအိမ်လေခိုးကြည့်နေကြမလို့ပါဘူးငါသူနဲ့ဖောက်ပြန်ရင်မင်းလှုပ်သွားနေတဲ့အချိန်အလွယ်လေးဖောက်ပြန်လို့ရတယ်ဆိုပြီးတော့ပြောကထွက်သွားလိုက်ပါတယ်။တကယ်တော့ဘာတော့ရာဂအပေါ်မှာဘာစိတ်မှမရှိတော့ပဲသူမိမတဝင်းတော်မခံချင်အောင်လုပ်ပြနေတာမျိုးလည်းဖြစ်ပါတယ်။အန်ဂျလီလည်းတညာလုံးဘာတော့နဲ့လက်ထပ်ပြစ်ခဲ့တဲ့အကြောင်းတွေကိုပြန်လည်စဉ်းစားရင်နောက်နေ့မှာတော့သူ့မိအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။အိမ်ထဲကိုဝင်လိုက်တော့ဘာတော့နဲ့ရာဂတို့ကကြိုရောက်နေပြီးတော့သူတို့အိမ်မှာပွဲတစ်ခုစီစဉ်ထားကြပါတယ်။မကြခင်မှာရလာတော့မှသူတို့လင်မယားနှစ်ယောက်အတွက်ရာဂရဲ့အငားကိုဝင်ဆောင်ပြီးထားတဲ့ကလေးမမွေးဖွားခင်ကြိုပြီးအောင်ပွဲခံကြတဲ့ပုံစံမျိုးပါ။အဲ့ဒီဘက်မှာအန်ဂျလီဘက်ကအမျိုးတွေကဘာတော့ကိုဆေးတွေပေးလိုက်မစမ်းဆောင်နိုင်ရင်စီးတောက်ပါဆိုပြီးတော့အားပေးနေကြပါတယ်။ဘာတော့လဲအန်ဂျလီစီလာပြီးတော့နင်းအမျိုးတွေကငါ့ကိုဘာလို့တနာနေတာလဲလို့မေးလိုက်တော့သူတို့လင်မယားနှစ်ယောက်ကိုဝင်ရမရစစ်စစ်တဲ့နေ့တုန်းကဘာတော့ကသူ့မှာချိုးဝင်းချက်ရှိတယ်
ဆိုပြီးအမင်းမျိုးတွေကိုပြောလိုက်လို့ပြောခဲ့တာကြောင့်အန်ဂျလီကလည်းသူ့မျိုးတွေကိုအဲ့ဒီတိုင်းပြောထားခဲ့ကြလို့တနာနေကြတာမှဘာရွန်တယောက်သိခဲ့ရပါတယ်ပြီးတဲ့နောက်အဲ့ဒီညမှာပဲအန်ဂျလီကိုဘာကာကသူမှမသိသေးတဲ့ဘာရွန်နဲ့သူ့အကြောင်းကိုပြောပြလိုက်ပါတယ်ဇလန်လေးကအတိတ်စီကိုခဏရောက်သွားခဲ့ပါတယ်အတိတ်မှာတော့ဘာရွန်တယောက်ပဲရစ်ကိုပညာတော်သင်သွားဖို့အဝတ်တွေထည့်နေပါတယ်ပြီးတော့သူ့တငယ်ချင်းနဲ့အတူကားနဲ့လေစစ်ကိုလာနေပါတယ်အချိန်ဘာရွန်စီကိုဖုန်းဝင်လာခဲ့ပါတယ်ဒါဟိုကိုဝင်ရောက်မင်းဘာလို့လုပ်ခဲ့တာလဲဆိုပြီးသူ့ဆရာကဖုန်းဆက်ပြောလိုက်ပြီးတော့ဖုန်းချလိုက်ပါတယ်ကိုဝင်ကိစ္စကိုတီးသွားတဲ့ဘာရွန်လည်းပြင်သစ်ကိုမသွားတော့ပဲစိတ်လှုပ်ရှားပြီးတော့ပျော်ရွှင်ကသူမကိုလက်ထပ်ခွင့်တောင်းမှုသူမအိမ်ကိုရောက်လာခဲ့ပါတယ်သူမနဲ့တွေ့တဲ့အချိန်မှာတော့ဘာရွန်ကလက်ထက်လက်စွပ်လေးပေးပြီးတော့ဒီကလေးကိုယူလိုက်ကြအောင်ဆိုပြီးလက်ထပ်ခွင့်တောင်းလိုက်ပါတယ်ဒါပေမဲ့လည်းရာကစေးရုံမှာကိုဝင်ကိုဖျက်ချခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါကိုတီးလိုက်ရတဲ့အချိန်ကလေးယူပြီးတော့မိသားစုဘဝတစ်ခုကိုအယမ်းမမော်ပြီးဖန်တီးကြည့်နေတဲ့ဘာရွန်တယောက်ရဲ့ရင်ထဲမှာဘယ်လောက်ထိတော့ကဘာပြက်နေမလဲဆိုတာပြောပြနေကြတော့လူမှမထင်ပါဒါပေမဲ့လည်းဘာရွန်ဟာဘာကိုစကားတစ်ခုမှမပြောဘဲလက်ထက်သွားခဲ့ပါတယ်အဲ့ဒီနေ့ကရာဂဘိုက်ထဲကကလေးနဲ့အတူဘာမှအချစ်တွေပါတည်ဆုံသွားခဲ့တဲ့နေ့လေးဖြစ်ပါတယ်ထိုပြည့်တွေဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့ဘာရွန်ဟာအချစ်ကိုအယမ်းကြောက်သွားခဲ့ကလုံးဝကိုပြောင်းလဲသွားခဲ့ပြီးတော့ခုလက်ရှိဘာရွန်လိုဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်ဇနန်းလေးကလက်ရှိကိုပြန်ရောက်လာကသုံးဝန်းဆိုင်ဖြည့်ရှင်းကြပါတော့တယ်ဘာရွန်ကငါနဲ့ရာဂတို့ကိုဝင်ရခဲ့ပြီးတော့ဖျက်ချခဲ့တဲ့အကြောင်းကိုမင်းသိသွားရင်ဘယ်လိုထင်သွားမလဲဆိုတာငါသိပါတယ်လို့ပြောလိုက်တော့အန်ဂျလီကလည်းဘယ်လိုထင်လဲလို့မေးလိုက်ပါတယ်အဲ့တော့ဘာရွန်ကငါနဲ့ရာဂတို့ဟိုရင်ထဲကဖြစ်ချင်ခဲ့တဲ့ကလေးရင်ရဲ့အိမ်မက်ကိုမင်းကဂျားထဲကနေဖြည့်ဆည်းပေးနေရတယ်လို့ထင်သွားတာမလားလို့ဖြေလိုက်ပါတယ်ဟုတ်တယ်လေလို့အန်ဂျလီကပြောကရှင်တို့နှစ်ယောက်ရဲ့ဂျားမှာကျမကဘာဖြစ်နေမှန်းတော့မသိတော့ဘူးလို့ပြောလာပါတယ်အဲ့တော့မဆက်ပြီးတော့ဘာရွန်ကဘာကိုသူ့အချီးဦးဖြစ်လို့ရမ်းချစ်ခဲ့တယ်ဆိုတာကိုဝန်ခံလိုက်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့အဲ့ဒီချီတွေကမရှိတော့ဘူးအန်ဂျလီမင်းကိုပဲငါတရားခိုင်တော့အပြစ်ချစ်တာပါဒါပေမဲ့တခုတော့ရှိတယ်ငါအရန်ထုတ်မပြခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့မိမတွေကအရန်ချစ်ပြလိုက်ရင်လှည့်စားတတ်လို့ဆိုပြီးတော့သူမတို့နှစ်ယောက်လုံးရှိမှပြောပြနေပါတယ်အဲ့ဒါကြောင့်ရောဂါကလည်းသူမကြောင့်ဘာတော့အခုလိုပြောင်းလဲသွားလို့တွေးမိတဲ့ခံစားရပါတယ်ဆိုပြီးတော့တောင်းပန်လိုက်ပါတယ်ဘာတော့ကတော့မင်းကြောင့်ပြောင်းလဲသွားတာမဟုတ်ပါဘူးအစတည်းကသူငယ်လေးတွေကမိဘတွေဆုံးမသွားခဲ့တာကြောင့်မိဘမဲ့တယောက်နေနဲ့မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရတာဖြစ်တယ်ဒါကြောင့်မလို့အ ਨੇ ဆုံးသူ့နားမှာမိသားစုဝင်10ယောက်လောက်မရှိမသေးဘူးလို့တန်လိုက်တန်ချထားခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်တွေကပြောင်းလဲဖို့လုပ်ခဲ့တာလို့ရာကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်ပြီးတဲ့နောက်တော့မမဖြစ်သူအန်ဂျလီနာကိုသွားပြီးတော့မင်းကနောက်နှစ်လဆိုရင်ကလေးတယောက်ရဲ့အမေဖြစ်လာတော့မှလေဆိုပြီးတော့ပြောပေမဲ့အန်ဂျလီကအရှင်ကွန်ချင်းစာချုပ်မှာလည်းခုထိလက်မှတ်မထိုးရသေးဘူးမလားကျေးဇူးပြုပြီးတော့ထိုးပေးပါလို့ပြောကလက်မှာဆွတ်ထားတဲ့လက်ထက်လက်စွပ်လေးကိုဘာရုံးကိုပေးပြီးတော့ထွက်သွားခဲ့ပါတယ်အဲ့ချိန်မှာတော့ရာကလည်းဘာရုံးကိုထပ်ပြီးတောင်းမှစကားဆိုပြန်တော့ဘာရုံးကမင်းကကိုအသေးခွေးခဲ့တာကိုတောင်းမှမလိုပါဘူးခုငါကလေးကိုလွယ်ပြီးတော့မူးပေးတာနဲ့ကျေးဇူးရမ်းတင်ပါတယ်ဆိုပြီးတော့ပြောကရာကိုသွားနာခိုင်းလိုက်ပါတယ်ရဲအနေငယ်ကြပြီးတဲ့နောက်မှာတော့ရာကတယောက်ကလေးမွေးဖွားနေပါတယ်ကလေးကတော့ယောက်ျားလေးဖြစ်ပါတယ်အဲ့ဒီကလေးမမွေးခင်ကလေးကရာကအန်ဂျလီကိုသူ့အတွက်နဲ့တော့ကွာရှင်းတာမဖြစ်တဲ့ကြောင်းနဲ့သူနဲ့ဆုံခဲ့မှုတဲ့ဘာရုံးဟာကောင်လေးတယောက်သာဖြစ်ပြီးတော့အခုဘာရုံးဟာယောက်ျားကောင်တယောက်ဖြစ်နေပြီလို့ပြောပြထားခဲ့ပါတယ်အဲ့ဒါတွေကိုပြန်တွေ့ရင်အန်ဂျလီတယောက်နားလဲသွားတဲ့နောက်မှာတော့စေယုံတွေကကလေးကိုချီကမင်းများနှစ်ယောက်လုံးပျော်ရွှင်နေကြပါတယ်ပြီးတဲ့နောက်ဘာရုံးကတော့စေယုံမြင်ကိုထွက်လာကတန်ငယ်ကြီးဖြစ်သူကိုကလေးကသူတို့နှစ်ယောက်စလုံးနဲ့မတူပဲငါမိနဲ့တူတူတယ်ဆိုပြီးတော့ပြောပြနေပါတယ်စေယုံထဲမှာလည်းအန်ဂျလီကရောဂါကိုဒီကလေးကငါကလေးလည်းဖြစ်တယ်လို့နင်းကလေးဆိုလည်းဟုတ်ပါတယ်လို့ပြောလိုက်ပါတယ်ဇနန်းလေးရဲ့အဆုံးမှာတော့သူမတို့နှစ်ယောက်ရဲ့ဂျားတွေကဘာရုံးတယောက်မင်းဖြစ်သူအန်ဂျလီကိုဖတ်လိုက်တယ်လို့ရောဂါကိုလည်းလက်ကင်လိုက်ပါတယ်အဲ့ဒီမြင်ကွင်းကိုဘေးကနေကြည့်နေရတဲ့တန်ငယ်ကြီးဖြစ်သူကတော့တပြင်းတစ်ချက်ချကတောက်ကျုံးနှဲကောင်ဆိုပြီးတော့ရေရွက်ကပြီးဆုံးသွားပါတော့တယ်